guys 25ပတ်ထဲတုံးပြီးတော့မှဟိုတယ်တာချီလေးလိုတန့်ရှင်တဲ့နေရာမှာရေသွားကူးလို့ရပြီဆိုတာသိပြီကြပြီလားယင်ဟုတ်ပါတယ်ဒီတဲ့င်းကအမှန်မှာမညာပါဘူး buy one get one မှာတယောက်ကိုမှ90ဦးမှ2ယောက်သွားရင်တယောက်25ပတ်ပဲကြာတော့မှာဖြစ်ပါတယ်နေရာလေးကတော့ဟိုတယ်တာချီလေးကောက်ကွင်အထက်နာလေးကလမ်းမှာပဲဖြစ်ပါတယ်25ပတ်နဲ့ဒီလိုမျိုး quality မျိုးရတာတန်ရဲလားဆိုတော့ကြည့်လိုက်ရအောင်နံပါတ်1ရေကန်ကတော်ကိုကျဲတယ်ခလေးတော့တကန်ရှိတယ်လူကြီးတော့တကန်ရှိတယ်ခလေးတော့ကတော်ကြီးကျဲတယ်လို့လူကြီးတော့ကလည်း4ပေ5ပေ6ပေ9ပေထိအစားစားရှိရကိုကြိုက်တဲ့ရင်းနေတဲ့ဘက်မှာတော့ကူလို့ရတယ်နဲ့ပတ်ဝန်းကျင်တန့်ရှင်းမှုတော်ကောင်းတယ်ရေလဲတော်လေးကြည်လေးနဲ့တန့်တယ်ရေကူးကန်ဒီမှာဆို chlorine နဲ့ရမ်းပြင်းတယ်လीဒီမှာ chlorine နဲ့မရတဲ့လောက်ကိုရှားပါတယ်တော့ချက် facility ဘိုင်းကိုကြည့်လိုက်ရအောင်နော်ကိုပစ္စည်းတွေမပြောင်းထည့်လို့ရတဲ့ locker room ရှိမယ်ရေတီးတန်းချိုးလို့ရတဲ့တယောက်တည်း shower room လေးတွေရှိမယ်အင်ဂျီလဲတဲ့တီးတန်း changing room လည်းပဲရှိမယ် rest area ဖြစ်တဲ့အမှာကြည့်လိုက်အောင်ထိုင်ခေါ်လေးတွေနဲ့နားလို့ရပါတယ်ပြီးရင်ဒီထဲမှာတပ်ပုံတွေလည်း share ရိုက်လို့ရတယ်နေရာတော်လေးကျယ်တယ်လေးချက်ဝန်တိုင်းတွေရဲ့ service တကယ်ကောင်းတယ်အရန်သဘောထားကောင်းတယ်အမြဲတမ်းစောင့်ကြည့်နေတဲ့နေ့လယ်ပိုင်းမှာရောညပိုင်းမှာရောပဲစိတ်မပူပါနဲ့ရင်ထဲမှာရောစီနုံကတော့25ဖက်ပါ promotion အချိန်ကတော့အောက်တိုဘာလ23ရက်နေ့ထိဖြစ်တာဖြစ်တဲ့အတွက်မြန်လေးသွားပြီးတော့မှမိသားစုနဲ့တရက်တာတော့ချီလို့ရပါတယ်အကြံပေးချင်တာတော့ညပိုင်းမှာဘူးတိတ်ဆိတ်ပါတယ်အရန်လဲပို့ပြီးတော့မှလူသူကင်းမဲ့တာကြိုက်တယ်ဆိုတော့ညပိုင်း recommend ပေးပါတယ် overall impressing ကတော့5 out of 5ပေးပါတယ်9မှတ်မှာ9မှတ်ပေးပါတယ်တကယ်ကိုသူ့ရဲ့ပေးရတဲ့စီနုံနဲ့ဒီဝန်ဆောင်မှုတွေကအရန်ကိုတန်းလွန်နေပြီ bye bye တွားပြီးတော့တပုံလာလေးရိုက်ခဲ့နော်